အခန်းနှစ်ထဲမှာပါတယ်ဒီလေ့ကျင့်ခန်းနှစ်သက်သက်မှာလေးထဲမှာပါတယ်ပု္ပ္ပစာလေးတစ်ပုဒ်ကိုတွက်ပြမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီပု္ပ္ပစာလေးကိုမတွက်ပြခင်ဒီအချက်လေးတွေကိုအရင်သိထားဖို့လိုပါတယ် n root of a မာရုကိုထပ်ကင်းရင်တကယ်တာလို့ကြိုးသိထားဖို့လိုတယ်ဒီ n လေးကိုကြောင့်ထပ်ကင်းရင်အဆင့်လို့သိထားဖို့လိုတယ်ဒီ a လေးကိုကြတော့ထပ်ကင်းရင်အဖြူခံကိန်းလို့သိထားဖို့လိုတယ်ပြီးရင်ကိန်းနေရှင်းတော့မယ်ဆိုရင်ထပ်ကင်းရင်အဆင့်2မှာမြောက်လို့စားလို့ရတာဖြစ်ပါတယ်ပြီးရင်ဒီအချက်လေးတွေနှစ်ချက်ကိုပါရောပြီးတော့သိထားရပါမယ် square root of 2 equal to ဘယ်လိုရေးလို့လဲဆို2 into 1/2 cube root of 3 equal to 3 power 1/3 လို့ရေးလို့ရတယ်ဒီမှာဖောရှိရင်ခုပု္ပ္ပစာလေးကတော့လေ့ကျင့်ခန်း၄တဲ့သမားလေးထဲမှာပါတယ်ဒီနံပါတ်2ကခါခွေးပု္ပ္ပစာလေးဖြစ်ပါတယ်ပု္ပ္ပစာလေးကတော့ကူးထားပါပြီအဲပု္ပ္ပစာလေးကိုရှင်းတော့မယ်ပု္ပ္ပစာရှင်းမယ်ဆိုရင်ထက်ကရင်အဆင့်တူလားကြည့်မယ်အဲဒီမှာဆိုရင်ကျူရုဒီမှာဆိုရင်ကျူရုချင်းတူတယ်သူတို့ကမတူဘူးမတူတော့တူတာနှစ်ခုပဲရှင်းမယ်အဲ့လိုကျူရုချင်းတူရင်မြောက်လို့ရတယ်ကျူရုတစ်ခုတည်းပုံယူမယ်အဲ့တော့ကျူရုကိုပုံယူမယ်ဆိုလို့ရှိရင်အဲတခါတည်းအပေါ်အောက်လုံးအောင်တခါတည်းဆွဲပြီး3လေးကိုလည်းဒီအတွင်းကိုရောက်နေအောင်ရေးမှရပါမယ်အဲ့တော့ကဏ္ဍတွေမြောက်လို့ရပါပြီအဲ့တော့မြောက်မယ်ပေါ်ချင်းမြောက်မယ် a square အမြောက်အောက်ဒီဘက်က b square အောက်ချင်းမြောက်မယ်အောက်ချင်းမြောက်တော့ b ကျူအမြောက် b power -1 a power -1 ပြီးရင်အမြောက်သူတို့ကကြတော့ square root ဖြစ်တဲ့အတွက်မြောက်လို့မရဘူးအဲတော့သူတို့အချင်းချင်းပဲမြောက်မယ်အဲ့တော့ဘုံယူလိုက်မယ်ပေါ်ချင်းမြောက်မယ် a into a power -1 b into b power -1 ဖြစ်ပါတယ်။မကိန်းရှင်းတော့မယ်။အဲ့တော့ကိန်းရှင်းမယ်ဆိုလို့ရှိရင်ကျူးလူကြီးကိုပြန်ပြီးတော့ရေးထားမယ်။အဲ့တော့ကိန်းရှင်းမယ်အပေါ်မှာလည်း a ပါတယ်။အောက်မှာလည်း a ပါတယ်။အဲ့တော့ a ချင်းစားထားတာဖြစ်တဲ့ထညိုးတွေကိုနှုတ်မယ်။ a နှစ်ထပ်ထဲကနေပြီးတော့နှုတ်မယ်။ဒီထညိုးလေးဖြစ်တဲ့အနှုတ်တင်လေးကိုနှုတ်မယ်ပေါ့နော်။အဲ့တော့ဒီမှာက b က3ခုတောင်ပါတယ်။အဲ့တော့3ခုပါတဲ့အတွက်တစ်ဆင့်ချင်းလုပ်ပြမယ်ပေါ့နော်။အဲ့တော့အပေါ်က b လေးကိုခဏပြန်ရေးထားမယ်။အောက်က b လေးကမြောက်ထားတာဖြစ်တဲ့အတွက်မြောက်ထားရင်ခြေတူတကိန်းနေမြောက်ထားရင်ထညိုးတွေကိုပေါင်းဖြစ်တဲ့အတွက်3 plus ပြီးရင် no dit ပေါင်းပါမယ်အဲ့တော့ဒါလေးကိုလည်းရှင်းပါမယ်ဒါလေးကိုရှင်းမယ်ဆိုလို့ရှိရင် a ချင်းတူတဲ့အတွက်မြောက်ထားတာဖြစ်တဲ့အတွက်ပေါင်းမယ်1 plus -1 အဲ့တော့ bb ချင်းလည်းတူတဲ့အတွက်ကြောင့်မို့လို့အဲ့တော့1 plus -1 ဖြစ်ပါတယ်ထပ်ပြီးတော့ကိန်းကိုရှင်းပါမယ်ကျူလို့ဖြစ်ပါတယ်အဲ့တော့ a အဲ့တော့အနှုတ်ချင်းမြောက်လို့ရှိရင်အပေါင်းဖြစ်ပါတယ်အပေါင်းအတွက်2 plus 1ဖြစ်သွားမယ်အဲ့တော့ဒီမှာ b လေးကိုရှင်းလို့ရပါပြီ b လေးကိုရှင်းမယ်အပေါ်က b နှစ်ထပ်အောက်က b ကဘယ်နှစ်ထပ်ဖြစ်မှာလဲဆိုရင်အပေါင်းနဲ့အနှုတ်နဲ့အဲ့တော့3 - 1ဖြစ်ပါတယ်a power ပေါင်းတဲ့နှုတ်နဲ့မြောက်တော့အနှုတ်ဆိုတော့1 - 1 b လေးဆိုရင်လည်း1ပေါင်းတဲ့နှုတ်နဲ့မြောက်တော့အနှုတ်1 - 1ဖြစ်ပါတယ်အဲ့တော့ a က2ထပ်နဲ့တစ်ထပ်ပေါင်းရင်3ထပ်အမြောက်ပေါ်က b ဘယ်နှစ်ထပ်လဲဆိုရင်2ထပ်အောက်က b ကလည်း3နဲ့1နှုတ်တော့2ထပ်ဖြစ်ပါတယ်အဲ့တော့ a က1ထပ်1နှုတ်3ညာ b ကလည်း1ထပ်1နှုတ်တော့3ညာထပ်ဖြစ်ပါတယ်A က3ထပ် B လေးလောက်ပါမယ် B ကကြတော့နှစ်ထပ်စားထားတာဖြစ်လို့လည်းနှုတ်မယ်နှစ်ထက်ကနှစ်ကိုနှုတ်အဲ့တော့ထညွန်း3ညတွေဖြစ်နေရင်အဖြေရပါလဲဆိုရင်1အဲ့တော့အပေါ်ကလည်း1အောက်ကလည်း1ဖြစ်ပါတယ်အဲ့တော့ A ကဘယ်နှစ်ထပ်လဲဆိုရင်3ထပ်နှစ်ထက်ကနှစ်ကိုနှုတ်တော့3ညအဲ့တော့ B 3ညထက်ဖြစ်ပါတယ်အဲ့တော့အမြောက်root 1ဖြစ်ပါတယ်အဲ့တော့ root 1လို့ယူလိုက်ပါမယ်အရင်ဆုံးအဲ့တော့ဒီမှာ cube root of a cube ထညွန်း3ညဖြစ်ရင်ဖြေသည်1 root 1က1ပဲဖြစ်ပါတယ်အဲ့တော့1အဲ့တော့ဘာပဲကြံလဲဆိုရင် cube root of a cube ကြံပါတယ်အဲ့တော့ cube root ဆိုတာ
ရေးရင်1/3ဖြစ်ပါတယ်အဲ့တော့အတွင်းထညွန်းနဲ့အပြင်ထညွန်းဖြစ်သွားရင်ထညွန်းတွေကိုဘာလို့ရလဲဆိုရင်မြောက်ဖြစ်တဲ့အတွက်3နဲ့3နဲ့မြောက်လိုက်တဲ့အခါကျတော့ A တစ်ထပ်ပဲကျန်ပါတယ်အဲ့ဒါတဆင်ချင်းတွက်ပြထားတဲ့နည်းလမ်းလေးဖြစ်ပါတယ်ရှင်